1982 ခုနှစ်နိုဝင်ဘာလ24ရက်ကျေးဇူးတော်နေ့မတိုင်မီတရက်အလိုမိုးသေးထန်စွာရွာသွန်းနေတဲ့စီရက်တဲမြို့မှာကုတ်အင်းကြီးဝစ်စုံဝစ်ဆင်ထားတဲ့အမျိုးသားတစ်ယောက်ဟာလက်ဆွဲအိတ်တစ်လုံးကိုကင်ဆောင်ပြီးမွန်းလွဲ2 နာရီခွဲလောက်မှာဘိုးရင်727လေယာဉ်ပေါ်ကိုတက်ရောက်လာခဲ့ပါတယ်။သူ့ရဲ့အမည်ကတော့ဒန်ကူးဘာဖြစ်ပါတယ်။နောက်မှာတော့သတင်းမီဒီယာတွေကDBကူးဘာလို့လွဲမှားခေါ်ဆိုခဲ့ကြပါတယ်။လေယာဉ်တက်ပြီး15 မိနစ်လောက်မှာကူးဘာကလေယာဉ်မယ်ဖလောင်ရစ်ကိုစာရွက်တစ်ရွက်ကမ်းပေးခဲ့ပါတယ်။စာရွက်ထဲမှာကျွန်တော်လက်ဆွဲအိတ်ထဲမှာဘုံပါတယ်ခမားကျွန်တော်ဘေးမှာလာထိုင်ပါလို့ရေးသားထားပါတယ်။လေယာဉ်မယ်ကစာရွက်ကိုဖတ်ပြီးသူ့ဘေးမှာလာထိုင်တဲ့အခါမှာတော့ကူးဘာကအော်ဟစ်စကားပြောတာမျိုးလုံးဝမလုပ်ပဲအလွန်ယဉ်ကျေးပြူငါစွာနဲ့အေးဆေးတည်ငြိမ်စွာပြောဆိုခဲ့ပါတယ်။သူကလက်ဆွဲအိတ်ကိုအနှဲငယ်ဟားပွင့်ပြပြီးဘုံပါကြောင်းသက်သေပြခဲ့ပါတယ်။အဲဒီနောက်သူ့ရဲ့တောင်းဆိုချက်တွေဖြစ်တဲ့ဒေါ်လာ2 သိန်း20 ရန်ငွေစက္ကူတွေဖြည့်ရပါမယ်။လေထီးလေးစုံနဲ့စီရက်တဲမှာလေရင်စီဖြည့်ပေးဖို့စတာတွေကိုလေရင်မှုစီသွားပြောပြခိုင်းခဲ့ပါတယ်။စကားတွေပြောနေစဉ်အတွင်းကူးဘာကအလွန်တည်ငြိမ်နေပြီးလေရင်မဲ့အတွက်အရက်နဲ့အချိုရည်တောင်မှယူပေးခဲ့တယ်လို့သူတောက်ခဲ့တဲ့အရက်ဖိုးအတွက်ပတ်စံရှင်းပေးပြီးပြန်အန်းငွေကိုတောင်လေရင်မဲကိုမုံဖိုးအဖြစ်ပေးခဲ့ပါသေးတယ်။ကူးဘာဟာလေရင်မောင်းခန်းအတွင်းကိုလုံးဝဝင်ရောက်ခဲ့ခြင်းမရှိသလိုလေရင်မှုတွေကလည်းလေရင်မောင်းခန်းအပြင်ကိုထွက်မလာခဲ့ကြပါဘူး။အဲဒီနောက်လေရင်မှုတွေနဲ့လေကြောင်းထိန်းသိမ်းရေးစခန်းတွေကသူ့တောင်းဆိုချက်တွေကိုတင်ပြပြောဆိုခဲ့ပြီးကူးဘာလေရင်မှုနဲ့လေကြောင်းထိန်းသိမ်းရေးဌာနတို့အပြန်အလှန်ဆက်သွယ်တာတွေအားလုံးကိုလေရင်မယ်တွေကတဆင့်စာရွက်နဲ့အပြန်အလှန်ရေးသားပေးပို့ခြင်းသို့မဟုတ်လေရင်တွင်အင်တာကွန်ကတဆင့်သာဆက်သွယ်ပြောဆိုခဲ့ကြတာဖြစ်ပါတယ်။ဒီလိုလေရင်မှုတွေနဲ့လူချင်းမတွေ့ပဲကြားထဲကလေရင်မယ်တွေကိုပဲအေးဆေးစွာအသုံးချသွားခဲ့တာဟာလည်းDBကူးဘာရဲ့ဖြစ်စဉ်ကိုပုံမစမ်းကြယ်စေခဲ့တဲ့အချက်တစ်ခုဖြစ်ပါတယ်။ညနေ9:45 မိနစ်ခန့်မှာလေယာဉ်ကစီရက်တဲလေဆိပ်ကိုဆင်းသက်ခဲ့ပါတယ်။စထွက်တဲ့လေဆိပ်ကတော့ပေါ့လန်းလေဆိပ်ဖြစ်ပြီးသူ့တောင်းဆိုချက်တွေနဲ့စီဖြည့်ဖို့စီရက်တဲလေဆိပ်ကိုဆင်းခဲ့တာဖြစ်ပါတယ်။အဲ့ဒီလေဆိပ်မှာ FBI နဲ့ရဲတပ်ဖွဲ့ကကူးဘာတောင်းဆိုထားတဲ့ဒေါ်လာ2 သိန်း20 ရန်ငွေစက္ကူတွေနဲ့လေထီးလေးစုံကိုအချိန်မီပြင်ဆင်ပေးခဲ့ပါတယ်။ပတ်စံနဲ့လေထီးတွေလေရင်ပေါ်ရောက်တာနဲ့ကူးဘာကဂတိအတိုင်းခရီးသည်36 ဦးလုံးနဲ့လေရင်မယ်တချို့ကိုဘေးကင်းစွာဆင်းခွင့်ပေးခဲ့ပါတယ်။လေရင်ပေါ်မှာတော့ကူးဘာနဲ့အတူလေရင်မှု2 ဦးဆက်ဆရာ1 ဦးနဲ့လေရင်မယ်1 ဦးစုစုပေါင်း5 ဦးထဲသာကျန်ရစ်ခဲ့ပါတယ်။လေရင်ကိုစီအပြည့်ဖြည့်နေစဉ်ကူးဘာကလေရင်မှုတွေကိုမက္ကဆီကိုနိုင်ငံမက္ကဆီကိုစီတီးသို့ဦးတည်ပြန်တန်းဖို့ညွှန်ကြားခဲ့ပါတယ်။သူကလေရင်ကိုပေ1000ထက်မမြင့်စေဖို့အရှိန်ကိုမိုင်150ခန့်အနည်းဆုံးနှုန်းနဲ့ပဲမောင်းနှင်ဖို့ပြီးတော့လေရင်တောင်ပံတွေကို15 ဒီဂရီအောက်ချထားဖို့နဲ့အနောက်ဘက်ထွက်ပေါက်လေကားကိုမတိမတာဟာထားဖို့ညွှန်ကြားခဲ့ပါတယ်။ည9:15 မိနစ်မှာလေရင်ဟာမက္ကဆီကိုသို့ဦးတည်ပြီးဒုတိယအကြိမ်ပြန်လည်ပြန်တန်းခဲ့ပါတယ်။စစ်တပ်က F106 တိုက်လေရင်2 စင်းနဲ့လေရင်နောက်ကမတိမတာနောက်ယောင်ခံလိုက်ပါခဲ့ပါတယ်။လေရင်ပြန်တန်းပြီးတိတ်မကြာမီကူးဘာကလေရင်မှာကြံရစ်သူလေရင်မယ်ကိုလေရင်မောင်းခန်းထဲဝင်ရောက်စေခဲ့ပြီးတကားကိုပြန်ပိတ်ခိုင်းခဲ့ပါတယ်။ည8:13 မိနစ်မှာဝါရှင်တန်ပြည်နယ်အနောက်တောင်ဘက်တစ်တောထူထပ်ပြီးလေပြင်းထန်ကမိုးရွာသွန်းနေတဲ့တောင်တန်းဒေသအထက်မှာလေရင်အနောက်ဘက်အရေးပေါ်လေကားတကားပွင့်သွားပြီးလေရင်အနောက်ပိုင်းအနှဲငယ်မြင့်တက်သွားတာကိုလေရင်မှုတွေသတိထားမိခဲ့ပါတယ်။ကူးဘာဟာရေခဲမှတ်အောက်ရောက်နေတဲ့အချိန်ပတ်ဝန်းကျင်တစ်ခုလုံးမှောင်မဲနေတဲ့မြင့်အမှောင်ထဲကိုဒေါ်လာ2 သိန်းပါတဲ့အိတ်ကိုချီနှောင်ပြီးလေထီးနဲ့ခုန်ဆင်းသွားခဲ့ပါတယ်။နောက်ကလိုက်လာတဲ့တိုက်လေရင်မှုတွေကမိုးမှောင်ကျနေတဲ့အတွက်သူခုန်ဆင်းသွားတာကိုမမြင်လိုက်ရပါဘူး။လေရင်ဟာရီနိုလေဆိပ်ကိုည10 နာရီခန့်မှာဘေးကင်းစွာဆင်းသက်နိုင်ခဲ့ပါတယ်။လေရင်ရက်သွားတာနဲ့ရဲတပ်ဖွဲ့နဲ့ FBI တို့ကလေရင်ပေါ်တက်ရောက်ရှာဖွေချိန်မှာတော့ကူးဘာဟာလုံးဝပျောက်ကွယ်သွားခဲ့ပါပြီ။လေရင်ပေါ်မှာကူးဘာခြံထားခဲ့တာဆိုလို့သူ့ရဲ့နက်ကတိုင်အနက်ရောင်တစ်ခုလေထီး2 စုံနဲ့သူတောက်ခဲ့တဲ့စီးကရက်တို့တချို့သာကျန်ရစ်ခဲ့ပါတယ်
FBI ဟာအနောက်မြောက်ပိုင်းလေယာဉ်ပြန်ပေးအမည်နဲ့အမေရိကန်သမိုင်းမှာအကြီးမားဆုံးစုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီးမတင်ငါသူထောင်ပေါင်းများစွာကိုစစ်ဆေးခဲ့ပေမဲ့လည်းကူးဘားရဲ့အစအနကိုတောင်ရှာမတွေ့ခဲ့ပါဘူး1980ပြည့်နှစ်ဖြစ်စဉ်ဖြစ်ပြီး9နှစ်အကြာမှာအသက်10နှစ်အရွယ်ကလေးတဦးကဗန်ကူးဗားမြို့အနီးမြစ်ကမ်းဘေးတဲတောင်ပြင်တနေရာမှာရေဆိုပြီးဆွေးမြေ့နေသည့်ကူးဘားရဲ့ဒေါ်လာ20တန်ငွေစက္ကူအချို့စုစုပေါင်းဒေါ်လာ9800ကိုတွေ့ရှိခဲ့ပါတယ်။ဒါဟာဒီအမှုရဲ့တစ်ခုတည်းသောသက်သေပြနိုင်တဲ့သဲလွန်စာဖြစ်ခဲ့ပါတယ်။အဲဒီနောက်45နှစ်ကြာအပြင်းထန်စုံစမ်းခဲ့ပြီးတဲ့နောက်ဘာသဲလွန်စာအသစ်မှမရတော့လို့2016ခုနှစ်မှာ FBI ကဒီအမှုကိုတရားဝင်စုံစမ်းစစ်ဆေးမှုတွေပိတ်သိမ်းခဲ့ပါတယ်။ဒီလေရင်ပြန်ပေးမှုကြီးမှာလူတွေအများဆုံးမေးလေးရှိတဲ့မေးခွန်းကကူးဘားခုန်ဆင်းသွားခဲ့တာကိုအနောက်ကတိုက်လေရင်တွေဘာလို့မမြင်ခဲ့ရတာလဲဆိုတဲ့မေးခွန်းပါအဲ့ဒါအတွက် FBI ကအခုလိုရှင်းပြခဲ့ပါတယ်ကူးဘားခုန်ဆင်းခဲ့တဲ့အချိန်ကည8နာရီခန့်ဖြစ်ပြီးဝါရှင်တန်ပြည်နယ်တောင်တန်းဒေသအထက်မှာမိုးကြီးလေကြီးပြီးတိမ်ထူထပ်နေတဲ့အမှောင်ထုဖြစ်နေခဲ့တာကြောင့်ပါပြီးတော့လေရင်တွေကအရှိန်မတူပါဘူးကူးဘားစီးလာတဲ့ဘိုးရင်လေရင်ကအနိမ့်ဆုံးအရှိန်တနာရီ150ကျော်မိုင်ခန့်နဲ့ပြန်တန်းနေတာဖြစ်ပြီးတိုက်လေရင်တွေကတော့အလွန်မြန်တာကြောင့်ဘိုးရင်လေရင်ရဲ့အနောက်မှာတစ်ဆက်တည်းပြန်တန်းရတာခက်ခဲပြီးကွေးကောက်ပြန်တန်းမှုပုံစံနဲ့သာလှည့်ပတ်လိုက်ပါနေခဲ့ရတာပါတိုက်လေရင်မှုတွေဟာဘိုးရင်ရဲ့အပေါ်ဘက်နဲ့ဘေးဘက်တွေကနေပဲစောင့်ကြည့်နိုင်ခဲ့တာပါကူးဘားခုန်ဆင်းခဲ့တာကလေရင်ရဲ့အောက်ဘက်အနောက်ရေးပေါ်လေကားကနေဖြစ်တာကြောင့်တိုက်လေရင်မှုတွေရဲ့မြင်ကွင်းမှာကွယ်နေခဲ့ပါတယ်ပြီးတော့တိုက်လေရင်တစ်စင်းကအရှိန်နီးနီးနဲ့ပြန်တန်းရလို့စီကုံမြန်သွားပြီးအနီးနားမှာလေထဲစီပြန်ဖြည့်နေရတဲ့အချိန်နဲ့လည်းတိုက်ဆိုင်သွားခဲ့ပါတယ်။နောက်မေးခွန်းတစ်ခုကတော့မြေပြင်ပေါ်မှာမြေပုံတွေနဲ့မရှာကြဘူးလားဆိုတဲ့မေးခွန်းပါ။ဒါကိုအမေရိကန်ရာဇဝတ်မှုစုံစမ်းရေးအဖွဲ့ချုပ်ကအရန်ကြဲကြဲပြန့်ပြန့်ရှာဖွေခဲ့ကြပါတယ်။ဒါပေမဲ့ရှာရခတ်စေခဲ့တဲ့အကြောင်းရင်းတွေကတော့ကူးဘားကျသွားတဲ့နေရာဧရိယာကိုတိတိကျကျမသတ်မှတ်နိုင်တာပဲဖြစ်ပါတယ်။လေရင်အနောက်ပိုင်းကျတက်သွားတဲ့ည8နာရီအချိန်ကိုပဲအနီးဆက်ဆုံးခံမှန်းခဲ့ရတာပါ။ဒါကြောင့်လေတိုက်နှုန်းလေရင်အရှိန်နဲ့ခံမှန်းကြည့်တဲ့အခါဝါရှင်တန်ပြည်နယ်မြို့ငယ်လေးအနီးကစတုရန်မိုင်ပေါင်းများစွာကျယ်ပြန့်တဲ့တစ်တောထူထပ်တဲ့တောင်တန်းကြီးတွေကိုကျဆင်းနိုင်သည့်နေရာအဖြစ်သတ်မှတ်ခဲ့ကြပါတယ်။အဲဒီနောက်အမေရိကန်သမိုင်းမှာအကြီးမားဆုံးမြေပြင်ရှာဖွေမှုကြီးစတင်ပါတော့တယ်။ FBI အမေရိကန်စစ်တပ်အမျိုးသားအစောင့်တပ်ဖွဲ့နဲ့လေ့ကျင့်ပေးထားတဲ့ခွေးတွေနဲ့အင်အားပေါင်းစုံပါဝင်ပြီးဧရီယယ်မီးတောင်ဝင်းကျင်တောင်တန်းတွေနဲ့တစ်တောတွေထဲမှာလာပေါင်းများစွာစနစ်တကျမြေပုံအလိုက်ပိုက်စိတ်တိုက်ရှာဖွေခဲ့ကြပါတယ်။တောင်တန်းတွေကအရမ်းမတ်ဆောက်ပြီးတစ်ပင်တွေထူထပ်လွန်းနေတာတရွက်ချောက်တွေထူထပ်စွာဖုံးအုပ်နေတာတွေအပြင်မိုးလင်းတွေကျဆင်းနေတာတွေကြောင့်ရှာဖွေရအလွန်ခက်ခဲခဲ့ပါတယ်။1980ပြည့်နှစ်မှာကလေးတဦးတွေ့ရှိခဲ့တဲ့ကူးဘားရဲ့ပတ်စံအချို့ဒေါ်လာ9800ကိုကိုလံဘီယာမြစ်ကမ်းဘေးမှာတူးဖော်တွေ့ရှိခဲ့တာကြောင့်ကူးဘားဟာမြစ်ထဲသို့မဟုတ်မြစ်အနီးသို့ပြုတ်ကျသွားပြီးရေစီးနှင့်အတူသူနဲ့ငွေတွေမျောပါသွားခြင်းဖြစ်နိုင်ကြောင်းမှတ်ချက်ပြုပါတယ်။ပြီးတော့ငွေတွေတွေ့တဲ့နေရာကနေမြေပုံဆွဲပြီးထပ်မံရှာဖွေခဲ့ကြပေမဲ့လည်းအလောင်းသို့မဟုတ်လေထီးကိုမူယနေ့ထက်ထိမတွေ့ရပါဘူး။ဒါကြောင့်အမေရိကန်သမိုင်းမှာလေရင်ပြန်ပေးတရားခံကိုဒီနေ့အထိသေသည်ရှင်သည်မသိပဲဖမ်းမမိလိုက်တာကိုမှတ်တမ်းတင်လိုက်ကြပါတယ်။